until the enemy reaches the battlefield. Smash the troops deployed. First blood. Blue team hero has been slain. Wiped out. Killing spree. Wiped out. Okay, အားလုံးပဲမြင်ကြပါအခုပွဲကတော့ကျွန်တော်တို့ဒိုင်းတော့ပတ်သက်ခြုံပွဲဖြစ်ပြီးတော့ဟိုဘက်ကတော့မနေ့ကကျွန်တော်တို့ချတဲ့ပွဲနေရာကျော်ဒိုင်းတော့ရဲ့ဒီဘက်ကဟိန်းလေးဆိုတဲ့ခြုံပလေးရကြီးတာဖြစ်ပါတယ်အခုကတော့ခြုံကတော့ဒိုင်းတော့ကျွန်တော်ဒီတာပေါ့နော်တီးတာတော့3စီးနဲ့တော့ခြုံကတော့ဒိုင်းတော့ရိုက်နေပါတယ်ဒိုင်းတော့ပြိဖမ်းမရတော့နောက်ကျနေဘိုးလည်းနောက်ကျနေတယ်ပြောရဲချောင်းကြီးကွက်တို့သုံးရတယ်နောက်တစ်စစ်ကန်အဲဒီကန်နဲ့တာဝါလေးရောက်တော့မခံတော့ဘူးဒိုင်းတော့ပဲကတော့တော်တော်ဖမ်းမိနေပါတယ်ဘိုးကလည်းချောင်းကတာပြီးတော့ဒိုင်းကဖမ်းမိနေခဲ့ပါတယ်ဟိုကျွန်တော်ဆာမိုက်ပိတ်ရတယ်ကျွန်တော်နည်းနည်းအဲရာလိုင်းအဲရာနည်းနည်းရှိတော့ကျွန်တော်မိုက်ခဏပိတ်တာပါဗျဟိုကကျွန်တော်ပြန်ရပါတယ်ဆိုတော့ကျွန်တော်ပြန်ရပြန်တင်ဆက်ချောင်းကတော့တာဝါထဲမှာနေရဗျဟောတော့ချောင်းခရီ fashion ရှင်းဆိုတယ်ခိုင်းတော့အခုကျွန်တော်တို့ခြုံထဲဝင်နေရပြီးတော့ချောင်းတော့သုံးတယ်မက်စကေးတူတောင်းတိုင်းတော့မသုံးဘူးပြဒီမကြီးပိုင်းနဲ့နေရစိုက်နေတော့3C ဆိုတော့ကျွန်တော်ကဒီဘက်ကကျွန်တော် 5K win ပုံစံဆိုတော့ဗျဟုတ်ရဲ့အဲဒီ flag ကန်1 flag ကန်နဲ့ဒါပေမဲ့မပြောက်သွားကျွန်တော်
ဟိုကချောင်းကတော့ visit တက်နဲ့ပဲတောက်သွားရမှာလေ4စီးနဲ့ပဲရက်တည်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ဟိုကတော့ချောင်းကတော့ကျွန်တော်တို့ထုံးစံအတိုင်းဒီ Bobby တို့စားနေခဲ့တာဖြစ်ပါတယ်ဟိုကဒိုင်းမောပဲကတော့ပန်းမရတော့နောက်ကျနေကြဝေးရတယ်နောက်ကျနေပြီးလဲကြည့်ရတယ်တော်တော်ကွာဝါခဲ့ပြီဖြစ်ပါတယ်ဟုတ်ကဲ့4စီးနဲ့ဒီကောင်ရက်တည်နေရတော့level ကြည့်ရတယ်ကွာဗျအဲ့တော့ဒိုင်းတော့အဓိကတော့ speed တွေပါရှင်းနေအခုမှဒိုင်းတော့ idea တစ်ခွက်ထွက်ဗျဟိုကချောင်းကတော့ idea ကတော့ကျွန်တော်တစ်ကောက်ကိုဆက်မှာပေါ့ဗျဒီကတော့23နာခဲ့ပါတယ်ချောင်းကတော့ဒီချောင်းပလေးကတော့ brother တို့ဒီချောင်းများတော့ဒီဒိုင်းတော့မရှိဘူးဗျဒိုင်းကတော့ပွဲ200ကျော်ပဲရှိပါတယ်ချောင်းကတော့ကျွန်တော်ကြည့်ရတော့ချောင်းကပွဲ100ကျော်ပဲရှိတယ်ချောင်းပွဲ100ကျော်နဲ့ဒါတော့ပွဲ200ကျော်ရဲ့ကြိုက်ပွဲဖြစ်တယ်ဘာလို့လဲဆိုတော့ဒီအခုကြည့်နေရတော့ကျွန်တော်တို့ကว้าวဒါတော့မနေ့ကရိုက်ရဆိုမနေ့ကချောင်းကလေးတယောက်ကွန်ပူလေးတယောက်ရိုက်ရဆိုဒီဘက်ကချောင်းကချောင်းကလေးတော့ပြန်ပြီးတော့အဲ့ထိုင်တော့ပြန်ခေါ်သေးရဆိုတော့ခေါ်သေးရဒီပွဲကတော့ကြေးပွဲတော့မဟုတ်ပါဗျကြေးမဟုတ်ဒီအပျော်ကြေးပုံစံနဲ့ပြန်ခေါ်ရိုက်ရလို့ပြောဗျဟုတ်ကဲ့ကြေးပွဲကတော့ရှိပါဗျကြေးပွဲကတော့အပတ်စဉ်ပြောနေရမှာရှိပါဗျကြေးပွဲအနည်းဆုံးကျွန်တော်တို့1000-2000ကြေးပွဲရှိပါโอเคအဲဒီစကကန်ဒီမှာပျောက်သွားခဲ့ပါတယ်ပိုင်စင်းကတော့ချောင်းကတော့ Blue team turret has been destroyed. တိုင်းတော့အခုချုံးနေပြီလို့ဒါရွှေ့ချောင်းစုံတော့ကွက်ပြတယ်တိုင်းတော့ကွက်ပြဟုတ်တယ်တိုင်းက visit တက်3နဲ့ချောင်း visit တက်3ညတိုင်းက skill တူပြန်3နဲ့ချောင်းနဲ့ပြန်ပေါက်သွားပြီချောင်းဒီလိုလေးကိုပေးလိုက်ရင်ဒါရအဲ့ချက်အောင်ဖြောက်နိုင်ခဲ့ပြီဖြစ်ပါတယ်အမှန်အခုကတော့ကျွန်တော်51နဲ့ပဲဟို151เนาะဒါချင်းတော့သာချူချေတဲ့ပါတယ်ဒါမဲ့ကျွန်တော်တို့ဟိုဟာဟိုပါဒီဟိုပါတော့ Team turret has been destroyed. အဲ့ရတယ် Red team turret has been ဒါ destroyed. တော့ကျွန်တော်ချိုးလို့မရဘူးဘာချိုးနေလဲဒါကတော့စကန်တာပါပဲချိုးစကန်တာပါချိုးလို့ရတယ်ဒီတော့ချိုးလို့ရှိပါဘူးဘယ်ကြလဲဘယ်နောက်ဖြစ်ရှိပါရဲ့ဒီကွာတော့တိုင်း Red မှာ team turret has been destroyed. ဒါတော့ကျွန်တော်ဘက်စားအဲ့ဝက်ဘက်ပြီးနာအခုအဲ့နောက်တစ်ကောင်စားတိုင်းရတော့ကျွန်တော်ပြီးတယ်ဒီတော့ဟုတ်တယ်ကန်နေကန်နေဒီမှာ Blue တော့ team ဘယ် hero ဘက် has ဘက် been အဲ့ slain. Wiped out. တော့ပြောက် Red ကန်နေ team ပါ turret has been ဟော destroyed. idea ကျတော့သွားတူနေတယ် idea ကြီးတူနေ destroyed. ချောင်းကတော့ဂူးတာတယ်ချောင်းဂူးတာတယ်သေးစားပဲရှိတယ်သေးစားချာ6အိမ်မပြောင်းနေကျွန်တော်ဖိပဲလိုက်ရှ
အဲ့တော့ချောင်းရှိရဘက်ကိုသွားပါဗျနည်းနည်းတိုင်းတော့ပဲအဲဒါဖြစ်နေချောင်းတော့ကျွန်တော်ညီမစားပါဟုတ်ကဲ့ချောင်းကညီမစားပါတိုင်းတော့ပဲကျွန်တော်ထုံးတဲ့အတိုင်းချောင်းကအေးစားပါယူပါပြောင်းလာစားပါနဲ့တန်းခဲ့ပါဗျဝယ်ပြရတယ်အဲ့မပြောက်သွားတဲ့ချိန်ဟိုဘက်ဝယ်ပြ Blue ခံ team ရ hero ပါ has ဗျာ been slain. ကဲအရှုံးပေးသွားတယ်ကွာ7 1နဲ့ပဲချောင်းအောင်နိုင်ပါ Blue been destroyed. 7 1နဲ့နိုင်ပါလေ Victory! โอเค item ကြီးကတော့အခုလိုပဲဗျဟုတ်ကဲ့ကြည့်ရှုပေးသူအကားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်အခုကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြဖို့ကျွန်တော်တောင်းဆိုချင်ပါဗျ